ရုတ်တရက်သူ့ခေါင်းထဲညက်တစ်ခုဝင်လာတယ်လက်ဖက်ရည်နဲ့စိန်ရင်ပတ်စံအစ်စ်တွေကိုအဟောင်းလိုလှုပ်လို့ရမယ်ဆိုတာပဲဒါနဲ့ပတ်စံတွေကိုလက်ဖက်ရည်ထဲစိန်ဂျိုဒန်လန်ဟဲယာဒရိုင်ယာနဲ့အချောက်ခံလိုက်တယ်တိတ်မကြခင်မှာပဲသူတို့မှာအဟောင်းပုံစံပတ်စံထက်လိုက်ကြီးရလာတယ်ဒါပေမဲ့အကုန်လုံးကအတစ်ထုတ်ပတ်စံတူတွေအတစ်ဆက်ဆက်တွေထက်အဟောင်းပုံစံတွေကတန်တရားဖြစ်เสียပိုနေတာပေါ့အခုတော့သူတို့လှုပ်ထားတာတွေကိုစမ်းသပ်ဖို့အချိန်ရောက်ပြီးသူတငယ်ချင်းကပတ်စံတူကိုစိုင်ပိုင်ရှင်ကိုပေးပြီးစောတာဝယ်ဖို့ပြဟောလိုက်တယ်ဆိုင်ရှင်ကပတ်စံကိုကင်လိုက်တာနဲ့တခုခုမားနေမှန်းချက်ချင်းတီးသွားတယ်ဆန်နီရင်နဲ့ဒိန်းကနေပဲဆိုင်ရှင်ကသူ့တငယ်ချင်းကိုဆွဲဖမ်းတော့ဆန်နီကလှမ်းဆွဲပြီးအတင်းယုံထွက်လိုက်တဲ့အနာကဖောက်တယ်တွေကဘာမှမသိပေမဲ့ဆိုင်ရှင်ကသူတို့ကိုဖမ်းဖို့အော်ပြောလိုက်တာနဲ့လိုက်ဖမ်းကြတော့တာပေါ့မိသွားရင်တော့သူတို့အသေးသက်ခံရတော့မဲ့ရေးကနေကြိုတင်စီစဉ်ထားတဲ့လွတ်လန်းကြောင့်အနေနဲ့ကင်းလွတ်မြောက်ခဲ့ကြတယ်ပြန်ရောက်တော့ငွေတုတွေမိရှုပေမဲ့စွန်နီကောင်းစားနေခဲ့တဲ့လုံခြုံရေးကုတ်တွေအစ်စ်တိုင်းဖန်တီးခဲ့တာတောင်ဘာလို့ပိုင်ရှင်ကချက်ချင်းတီးသွားတာလဲကျန်တဲ့ငွေတုတရွက်ကောက်ပြီးလက်တွဲဖို့ကိုမျက်စိမိတ်ခိုင်းငွေ3ရွက်ပေးစမ်းတယ်ဘယ်ဟာတုလဲပေါ့လက်တွဲဖို့ကလက်နဲ့ဆမ်းပြီးစက္ကန့်ပိုင်းအတွင်းအတုကိုချက်ချင်းတီးတယ်ဒါပဲသူတို့ကြာရှုံးရတဲ့အဓိကအကြောင်းရင်းသုံးတဲ့စက်ကူကမှားနေခဲ့တာငွေအစ်စ်တွေကကွာအန်သားစက်ကူနဲ့ရိုက်တာမှုသူတို့သုံးတဲ့စက်ကူနဲ့လုံးဝမတူဘူးပတ်စံကိုင်းနေကြသူတိုင်းချက်ချင်းခွဲခြားသိနိုင်တယ်ဒီစက်ကူမှာထူးခြားတဲ့တောက်ပြောင်တန်းလည်းရှိတယ်ဒါအပြင်ငွေအစ်စ်မှာပါတဲ့အယောင်ပြောင်းမင်ကလည်းစိန်ခေါ်မှုတစ်ခုဖြစ်နေတာပေါ့မတူညီတဲ့အနေအထားကနေကြည့်တဲ့အခါဟောဒီမှာမင်းယောင်ပြောင်းသွားတာမြင်ရမှာနော်လုံခြုံရေးအမှတ်သားတွေတဲ့အလဲကကျိုးလေးကအတုလုပ်ဖို့အခက်ဆုံးပဲ2016နောက်ပိုင်းမှာအိန္ဒိယရဲ့ UP 900နဲ့1000တန်တွေကိုပြန်သိမ်းပြီးမဟတ္တမဂန္ဒီစီရီအစ်စ်နဲ့အစားထိုးခဲ့တဲ့အစ်စ်ထွက်တဲ့ငွေစက်ကူတွေမှာလုံခြုံရေးအချက်3ခုထပ်တိုးလာတော့ဒါရီရှင်းနိုင်မှာငွေတုတွေလုံနိုင်မှာအခက်ခဲဆုံးကဂန္ဒီပုံရဲ့ကောလာဘောကစာလုံးတေးသေးလေးတွေပဲ high risk scanner နဲ့တောင်အတိအကျပြန်ထုတ်လို့မရဘူးဆိုတော့အတုလုပ်ရတာအရန်ခက်ခဲတာပေါ့ဒီတော့ရွေးစရာမရှိတော့ပဲမူရင်းဒီဇိုင်းကိုလက်နဲ့စဆွဲအချိုးအစားအတိုင်းတေချာခြုံပြီးအပိုင်းတွေပြန်ဆက်ရတာပေါ့ကံကောင်းစွာနဲ့ပဲဒါကဆန်နီရဲ့အထူးကျွမ်းကျင်မှုပဲသူကငွေစက်ကူအသေးရဲ့အသေးစိတ်တိုင်းကိုပြန်ဖန်တီးနိုင်ခဲ့တာပေါ့ပို့တိုက်ပြီးဓာတုပစ္စည်းတွေနဲ့စီမံလိုက်တဲ့နောက်မှာတော့ငွေစက်ကူအတုတွေအတွက်ပုံနှိပ်ပြားကအပြီးသက်သွားပါပြီဗျာဒါပေမဲ့တကယ်ငွေစက်ကူမှာသုံးတဲ့ဝါခွန်းစက်ကူကိုအစိုးရကတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားလို့တာမန်လူတွေဝယ်လို့မရတဲ့လောက်ပါပဲဒါနဲ့သူတို့နှစ်ယောက်ကတကယ်အထီးတွေနဲ့အနီးဆက်ဆုံးတူမဲ့အစားထိုးစက်ကူကိုလိုက်ရှာကြပါတော့တယ်စာအုပ်ဆိုင်တွေအဟောင်းဆိုင်တွေကတွေးသမျှစက်ကူမျိုးစုံကိုဝယ်ခဲ့ပေမဲ့ဘယ်ဟာမှအဆင်မပြေခဲ့ပါဘူးဒီနေ့မှာတော့စွန်နီကကြော်ညာစာရွက်တစ်ခုထဲမှာသူတို့လိုချင်တဲ့စက်ကူမျိုးကိုတွားတွေးလိုက်တဲ့သူ့ပါတနာကိုစမ်းသပ်ခိုင်းကြည့်တော့အထီးတွေကတကယ်ငွေစက်ကူနဲ့အတော်လေးတူနေတာကိုတွေ့ရတယ်တခုတည်းသောပြဿနာကပါလုံးနေတာပါပဲဒါပေမဲ့စက်ကူနှစ်ရွက်ကိုကတ်လိုက်ရင်တော့အထူရောအထီးတွေပါတကယ်ငွေစက်ကူနဲ့အမခံကိုက်ညီသွားရောဒီလိုနဲ့စက်ကူကိုအယောင်ချွတ်နှစ်လွှာခွဲအပေါက်ဖောက်လုံခြုံရေးချီမြင်ထည့်ပြီးနှစ်လွှာပြန်ကတ်လိုက်မယ်ဆိုရင်တကယ်လိုချင်တဲ့ငွေစက်ကူအတူကိုရနိုင်တော့မှာပါဒါပေမဲ့ပြဿနာတစ်ခုတော့ကျန်နေသေးတယ်ဗျာအဲ့ဒါကငွေစက်ကူပေါ်ကအယောင်ပြောင်းနဲ့မင်းပါပဲဒီမှာပဲသူ့ပါတနာကစိတ်ကူးတစ်ခုရလာခဲ့တယ်တာမန်ရနိုင်တဲ့တတုဆေးတွေကိုပုံနှိပ်မြင်နဲ့ရောဆက်လိုက်တဲ့အခါတကယ်လို့အယောင်ပြောင်းလဲတဲ့အကျိုးသက်ရောက်မှုကိုအောင်မြင်စွာရရှိသွားပါတော့တယ်